ချစ်ဆိုတာစောင့်ဆိုင်ခြင်းသစ္စာရှိခြင်းနားလည်ပေးခြင်းလို့လည်းခံကြပါတယ်မိမိကိုမိမိသူများကြောင့်ပိတ်လောင်ထားခြင်းနောက်ရှန်နေခဲ့ခြင်းကဒီအချစ်ဆိုတဲ့အရာတွေကြောင့်လို့ပဲကောင်းစင်တက်လိုက်ရမလားတချို့သောအရာတွေကိုကိုယ်စိတ်ထဲမှာအဆင်မပြေဘူးမကြိုက်ဘူးလို့ပြောလိုက်ရင်ရှားလာမယ့်အကျိုးဆက်တွေကိုရင်ဆိုင်နိုင်ပါမလားခံနိုင်ရရှိပါမလားမဟုတ်သေးဘူးအမြဲဒီလိုတွေကြုံတွေ့နေရတာတွေကတနေ့နဲ့တနေ့ကိုယ့်ပသားကိုပြောင်းဆုံးလာတယ်လို့ပဲအဆင်မပြေတာကိုမပြေဘူးလို့တော့ပြောခွင့်ရှိရမယ်ဒီအချစ်ဆိုတဲ့ခေါင်းစဉ်တစ်ခုကြောင့်နဲ့မိမိအပေါ်နိုင်ထက်စီးနှင်းပြောဆိုတာတွေအနိုင်ကျင့်တာတွေကိုခေါင်းကုန်မခံသင့်ပါဘူးပတ်ဝန်းကျင်မှာအမျိုးသမီးတယောက်ကိုဂုဏ်သိက္ခာညှို့နှံစေတာတွေအနိုင်ကျင့်တာတွေမတရားသဖြင့်ပြောဆိုတာတွေကိုလစ်လျူမရှုသင့်ပါဘူးဒါကြောင့်ကျွန်တော်တို့အားလုံးတတ်နိုင်သလောက်ဝိုင်းဝန်းပူးပေါင်းကာကွယ်ဖို့လိုအပ်ပါတယ်